ကဲအခုကျွန်တော်ရောက်နေတဲ့နေရာကတော့that ringway တေမင်းတမန်ယထာလန်လို့ကဘာကျော်တဲ့ယထာလန်မှာကျွန်တော်ရောက်ရှိနေတာပဲဖြစ်ပါတယ်ကျွန်တော်ဟိုဘက်ကျတော့ထိုင်းနိုင်ငံပေါ့နော်ဟိုဘက်ကျတော့ကျွန်တော်ရဲ့ရှေ့ဘက်အချမ်းကျတော့မြန်မာနိုင်ငံပေါ့နော်ကရင်ပြည်နယ်ဘက်အချမ်းပဲဖြစ်ပါတယ်လူပေါင်းတသိန်းရဲ့အသက်ကို stay ပြီးမှ16လအတွင်းမှာပေါ့နော်တီဆောက်ထားတဲ့ဒုတိယကမ္ဘာစစ်မှာတီဆောက်ထားတဲ့that ringway ယထာလန်ဖြစ်ပါတယ်ကဲဒါဆိုရင်ဒီယထာလန်ကိုကျွန်တော်ပေါ့နော်အစအဆုံးရိုက်ပြမှာဖြစ်ပါတယ်ကျွန်တော်လည်းအတူကြည့်ရှုကြရအောင်ပေါ့နော်ကဲ okay let's go ဒီယထာတန်နန်းကတမိုင်းမှာကျေကွဲဖွယ်ရာလူအသက်ပေါင်းတသိန်းကျော်ရဲ့အသက်ကို stay ပြီးမှဖောက်လုပ်ထားတဲ့ယထာတန်နန်းလေးပဲဖြစ်ပါတယ်အခုချိန်မှာတော့ကဘာလက်ခီးသွားတွေရဲ့စိတ်ဝင်စားခြင်းကိုခံရတဲ့တရားလည်းဖြစ်ပါတယ်ဒီယထာတန်နန်းကိုဒုတိယကမ္ဘာစစ်မှာဂျပန်တွေထိုင်းကနေမြန်မာကိုအလွယ်တကူဝင်ရောက်နိုင်ဖို့စစ်လက်နက်တွေစာနာရိက္ခာတွေအခြားသောပစ္စည်းတွေကိုတည်ယူပို့ဆောင်နိုင်ဖို့အတွက်ဖောက်ထုတ်ထားတဲ့ယထာတန်နန်းလေးရောဖြစ်ပါတယ်ကဲအခုကျွန်တော်ကတော့ဒီမြန်မာဘက်အချမ်းပေါ့နော်အဲ့ဘက်မှာကျွန်တော်တွားနေတာဖြစ်ပါတယ်ဟိုဘက်ဆိုရင်ကျွန်တော်ကရင်ပြည်နယ်နယ်စပ်ပေါ့နော်ကရင်ပြည်နယ်နယ်စပ်ပိုင်းထိရောက်တဲ့ယထာတန်နန်းလေးဖြစ်ပါတယ်ကဲဟိုဘက်အချမ်းမှာဆိုရင်တော့ကျွန်တော်ထိုင်းပေါ့နော်ကန်ချနာဘူရီဘက်အချမ်းပေါ့နော်ဒီဘက်ကျတော့ကျွန်တော်တို့ကရင်ပြည်နယ်နယ်စပ်ပိုင်းပဲဖြစ်ပါတယ်ကဲကျွန်တော်ကတော့ဟိုဘက်အချမ်းထိပေါ့နော်တွားရောက်ပြီးမှမတန်းတင်ထားတာပဲဖြစ်ပါတယ်အခုချိန်မှာတော့ဒီယထာတန်လန်းကိုကဘာလက်ခီးသွားတွေနဲ့လာရောက်လေပတ်သူတွေစီကားတဲ့နေရာအဖြစ်တွေ့မြင်ရတော့ညာလဲတစ်ချိန်တစ်ခါတုန်းကတော့တမိုင်းမှာအင်မတန်မှဆိုးဝါးတဲ့လူအသက်ပေါင်းတသိန်းကျော်ရဲ့အသက်ကို stay ပြီးမှဒီဆောက်ခဲ့တဲ့ယထာတန်လန်းလေးပဲဖြစ်ပါတယ်ကဲအခုကျတော့ကျွန်တော်ပေါ့နော်ဒီမြန်မာအချမ်းဘက်ကိုကျွန်တော်ရောက်နေတာပဲဖြစ်ပါတယ်တေမင်းတမန်ယထာတန်လန်းရဲ့ညမြင်ကွင်းလေးပဲဖြစ်ပါတယ်ကြည့်ရှုပေးလို့သူအရောက်ချင်းစီတိုင်းကိုရောပေါ့နော်အထူးပဲကျေးဇူးတင်ရှိပါတယ်